ဒီခေါက်မှာတော့ Brian Tracy ရဲ့ No Excuses ဆိုတဲ့စာအုပ်ထဲကတကယ့်ကိုအစွမ်းထက်တဲ့အချက်တွေကိုအနှစ်သာရထုတ်ပြီးတော့ပြောပြသွားမှာပါဒီစာအုပ်ကလေကိုယ့်ဘဝကိုတကယ်ကိုပြောင်းလဲဖြစ်နိုင်တဲ့အခြေခံအကြောင်းဆုံးအတွေးခေါ်တစ်ခုတည်းကိုပဲအဓိကထားပြီးပြောသွားတာပါကဲတစ်ချက်တော့စဉ်းစားကြည့်အောင်တကယ်အောင်မြင်တဲ့သူတွေနဲ့တခြားသူတွေကိုတိတိတာတာခြားနာသွားစေတဲ့အရာကဘာများဖြစ်မလဲဗျဒီမေးခွန်းကလူတိုင်းနီးပါးကိုမေးဘူးကြမှာပါဒါပေမဲ့လေအဖြေကထင်ထားတဲ့အများကြီးပို့ပြီးတော့ရိုးရှင်းနေနေပါတယ်ဟုတ်ပါအဖြေကတော့ဒါပါပဲအောင်မြင်မှုအလုံးရဲ့အမြင်ဟာကိုတာဝန်ကိုကိုယ်တိုင်ယူခြင်းနဲ့ဒါကဒီစာအုပ်ရဲ့အဓိကအကြဆုံးအစိုးအမိန့်ဖြစ်ပြီးဂျန်နီယာအလုံးကဒီအကျွေးခေါ်ကနေပဲအစဖြူလာတာပါဆိုတော့အောင်မြင်မှုရဲ့အခြေခံအုတ်မြစ်စီကိုတွားကြည့်ကြအောင်ဒါက Brian Tracy ရဲ့အတွေးခေါ်ထူလုံးတိစောက်ထားတဲ့အဓိကတိုင်းကြီးပါပဲအရာအလုံးကကိုယ့်ဘဝအတွက်တရားရကတော့အပြည့်အဝတာဝန်ယူမှုကနေပြီးစတင်ပါတယ်ဒါဘာကိုဆိုလိုတာလဲဆိုတာလေကိုယ့်ဘဝရဲ့အခြေအနေတွေအခုကိုရောက်နေတဲ့နေရာကိုဖြစ်နေတဲ့ပုံစံအားလုံးဟာကိုယ်တိုင်နဲ့ပဲသက်ဆိုင်တဲ့ဆိုတဲ့အချက်ကိုလက်ခံဖို့ပါပဲအခြားသူတွေကိုအပြစ်တင်တာတို့အခြေအနေတွေကိုလက်ညှိုးထိုးတာတို့အဲ့ဒါတွေအားလုံးကိုရပ်ပြီးတော့ကိုယ့်ဘဝရဲ့ထိန်းချုပ်ခွင့်ကိုကိုယ့်လက်ထက်ကိုပြန်ယူရမှာပါဒီမှာပြထားလို့ပေါ့လူအများစုကကိုယ့်ဘဝအတွက်တောင်းမြူခြင်းတဲ့အခါအစိုးရကြောင့်ပတ်ဝန်းကျင်မကောင်းလို့တခြားလူတွေကြောင့်ဆိုပြီးအလွယ်တကူအပြစ်တင်လေးရှိကြတယ်ဒါပေမဲ့တကယ်တော့ဒါတွေအားလုံးကကိုယ့်ရဲ့တိုးတက်မှုကိုအကြီးအကျယ်နှောင့်ယှက်နေတဲ့အရာတွေပါပဲဒီအချက်ကတော်တော်လေးအရေးကြီးပါတယ်ကိုယ့်ဘဝအတွက်တာဝန်ယူမှုကိုဘယ်လောက်မြန်မြန်လက်ခံနိုင်လဲဆိုတဲ့အပေါ်မှာအောင်မြင်မှုရရှိမယ့်အရှင်ကဘူးတည်နေတာပါအဖြစ်တင်နေတာကိုရပ်ပြီးတာဝန်ယူလိုက်တဲ့တစ်ဆက်ကစပြီးအောင်မြင်မှုလမ်းကြောင်းပေါ်ချက်ချင်းတက်လန့်လိုက်တာနဲ့အတူတူပါပဲကဲကိုပိုင်တာဝန်ယူမှုရဲ့တိုက်ရိုက်ဆန့်ကျင်ပါမှရပ်တည်နေပြီးအောင်မြင်မှုကိုအစိတ်စိတ်အမွှားမွှားဖျက်ဆီးပြတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကကျွန်တော်တို့ရဲ့အကြီးမားဆုံးရန်သူကြီးလို့တော့ပြောလို့ရတယ်ဟုတ်ပါတယ်အဲ့ဒါကတော့စင်ချေဖေးခြင်းပါပဲဒီမှာတော့အဖြစ်အများဆုံးစင်ချေတုံးဟိုဖော်ပြထားတာပါအချိန်မရှိဘူးပတ်စံမရှိဘူးအခွင့်အရေးမရဘူးဒီစကားလုံးတွေဟာကိုယ်ရည်မှန်းချက်တွေစီလုံးဝမရောက်အောင်တားဆီးထားတဲ့ကိုလန်းတီဆောက်ထားတဲ့အကြီးမားဆုံးသောအတားအဆီးတွေပါပဲဒီ slide ကတော့အရင်ရှင်းလင်းပါပဲစိတ်နေသဘောထားနှမျိုးနဲ့ရက်လက်နှမျိုးကိုယင်ပြချတာပါမအောင်မြင်တဲ့သူတွေကစင်ချေတွေပေးပြီးပြဿနာတွေအကြောင်းပဲတောက်လျှောက်ပြောနေချိန်မှာအောင်မြင်တဲ့သူတွေကတော့အဖြစ်ကိုရှာဖွေနေကြတာပါဆိုတော့ပြဿနာကိုအာယုံဆိုင်မလားအဖြစ်ကိုအာယုံဆိုင်မလားဆိုတာကအဓိကကွာခြားချက်ပါပဲโอเคပြဿနာကစင်ချေပေးခြင်းဆိုတာသိပြီဒါဆိုအဲ့ဒီရန်သူကိုဘယ်လိုတိုက်ထုတ်ကြမလဲ Brian Tracy ပေးတဲ့အစွမ်းသက်ဆုံးလက်နက်ကတော့အောင်မြင်မှုရဲ့မောင်းနှင်အားထိတဲ့စီကန်းရဲ့စွမ်းအားပါပဲစီကန်းဆိုတာဘာလဲဒီစောက်ကအရန်ကိုထိရောက်တဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုပေးထားတယ်လုတ်တင်လုတ်ထိုက်တဲ့အရာကိုလုပ်ရမယ့်အချိန်မှာလုတ်ကျင်စိတ်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေလုံနိုင်တဲ့စွမ်းရည်ပါတယ်ဒါဟာမွေးရပါအရေးချင်းမဟုတ်ပဲလေ့ကျင့်ယူလို့ရတဲ့စိတ်ပိုင်းဆိုင်ရာကြွက်သားတစ်ခုလိုပါပဲစီကန်းဆိုတာလေတခုခုကိုစတင်အောင်မြင်ဖို့အတွက်ပဲမဟုတ်ပါဘူးအရေးကြီးတာကအောင်မြင်မှုကိုရေရှည်ထိန်းသိမ်းထားနိုင်ဖို့အတွက်ပါစီကန်းမရှိရင်ရလာတဲ့အောင်မြင်မှုကခဏလေးနဲ့ပျောက်ကွယ်သွားနိုင်တယ်စီကန်းကသာအောင်မြင်မှုကိုတည်တံ့ခိုင်မဲ့စေတာပါတကယ်စွမ်းအားဆက်မှန်ကကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့အချိန်နဲ့ကိုယ့်ရဲ့အလေးအကျင့်တွေအပေါ်မှာထိန်းချုပ်နိုင်စွမ်းကနေလာတာပါဆိုလိုတာကကိုအနိုင်ယူနိုင်တဲ့သူဟာဘဝကိုလည်းထိန်းချုပ်နိုင်သူဖြစ်လာတော့ပေါ့ဒါဆိုစီကန်းဆိုတဲ့စွမ်းအားကိုဘယ်နည်းမှာစပြီးလက်တွေအသုံးချရမလဲအရေးကြီးဆုံးနည်းလမ်းတစ်ခုကတော့ရှင်းလင်းပြသတဲ့ပန်းနိုင်တွေချမှတ်ပြီးအဲ့ဒီပန်းနိုင်တွေစီနေစဉ်ချီတက်ဖို့အတွက်စီကန်းကိုအသုံးပြုတာပါပဲတီးကြတဲ့ပန်းနိုင်မရှိဘူးဆိုရင်လေဘကိုသွားနေမှမသိပဲရှော့သွားနေတဲ့လူတယောက်လိုပါပဲစီကန်းရှိတယ်ဆိုရင်တော့ဘယ်နေရာမှာအသုံးချရမှမသိပဲစွမ်းရည်နဲ့အချင်းတဲ့အလားဟာသက်ဖြစ်သွားနိုင်တာပေါ့ဒီမှာတော့တကယ်ရိုးရှင်းပြီးအစွမ်းထက်တဲ့လုပ်ငန်းစဉ်လေးတစ်ခုရှိပါတယ်အစတက်ကကိုယ့်ရဲ့တီးကြတဲ့ရီမန်းချက်ကိုစာရွက်ပေါ်မှာခြာရည်ပါအစနဲ့ကတော့အဲ့ဒီပန်းတိုင်းစီကိုအနည်းဆုံးခြေတလန့်လန့်ပေါ်ပါပဲဘယ်တော့လဲဆိုတော့နေ့တိုင်းမှာတရက်မှမပြက်ကွက်ပန်းနေပေါ့နေ့တိုင်းလှုပ်ဆောင်တဲ့ခြေတလန့်တစ်ထည်တွေကပဲအချင်းကြလာတဲ့အမျှကြီးမားတဲ့ရက်လက်တွေကိုဖြစ်ပေါ်စေတာပါခဲကိုဘဝအတွက်တာဝန်ပြေဝယူဖို့စင်ချေတွေကိုစွန့်လို့ဖို့ပြီးတော့အောင်မြင်မှုကိုထိန်းသိမ်းဖို့စီကန်းကိုအသုံးပြုဖို့ဒီချက်တွေအားလုံးကိုပြောပြီးတဲ့နောက်မှာတော့အရာအားလုံးကိုပေါင်းစည်းပေးမဲ့အဓိကအကြဆုံးတောချက်ကိုအညွတ်ချုပ်ချိကြရအောင်ဒီ slide ကအရာအလိုခြုံငုံမိစေပါမယ်အောင်မြင်တဲ့သူနဲ့မအောင်မြင်တဲ့သူကြားကတကယ်ခြားနာချက်ဟာမွေးရပါစွမ်းရည်ညာရည်ဘာမှမကန်တရားမဟုတ်ပါဘူးတကယ်ခြားနာချက်ကတော့စင်ချေမပေးတဲ့စီကန်းပဲဖြစ်ပါတယ်ဘယ်တော့ပဲတော်နေပါစေစီကန်းမရှိရင်ဘာမှဖြစ်လာမှာမဟုတ်ပါဘူးဒီတော့နောက်ဆုံးအနေနဲ့ကိုကံမေးကြည့်ရမယ်မေခွန်းတစ်ခုနဲ့အဆုံးသတ်ပါစေဒီနေ့မှာပဲဆွန့်လွတ်ဖြစ်ဖို့လိုအပ်နေတဲ့ကိုယ့်ရဲ့စင်ချေတစ်ခုကဘာများဖြစ်မလဲ
အဲ့ဒီမေခွန်းရဲ့အဖြေကကိုယ့်ဘဝရဲ့အချိုးအကွေတစ်ခုဖြစ်လာနေပါတယ်